ဒီကိုတော့မှဂင်နန်ရောရှိပါသလားဆိုတဲ့မေးခွန်းနဲ့အတူမျက်နှာဖုံးဆွတ်ထားတဲ့အီဂရွန်းနဲ့ယွန်းဂီတို့ကဘူးလီကောင်တွေကိုဝင်ထိုးကြပါတယ်။ယွန်းဂီကတော့ဂင်နန်ရောရဲ့အောက်ဆွဲကောင်တွေကိုတာဝန်ယူပြီးအီဂရွန်းကတော့ဂင်နန်ရောကိုတာဝန်ယူပါတယ်။အများနဲ့တယောက်ဆိုပေမဲ့ယွန်းဂီရဲ့လက်စားကလည်းမသေးတာမို့အောက်ဆွဲကောင်တွေဟာအတုံးယုံပါပဲ။မွေထိုင်လက်ဝဲသမားတယောက်ဖြစ်သူဂင်နန်ရောကတော့အီဂရွန်းကိုတစ်ချက်ချင်းထိုးနေပါတယ်။ဒါကြောင့်အီဂရွန်းကလည်းလက်ဝဲသမားဖြစ်တဲ့စွန်းကျွံရဲ့တိုက်ကွက်တွေကိုပြန်စင်းစားကအိုက်တိုက်ကွက်အတိုင်းထိုးပါတယ်။ယွန်းဂီကတော့အောက်ဆွဲကောင်တွေကိုအသာစီထိုးပြနေပြီးအီဂရွန်းကတော့ထိုးဝဲခံရပါတယ်။ဒါအပြင်ဂင်နန်ရောရဲ့ချုပ်ကွက်ပါမိသွားပြီးဒူးတိုက်ချက်တွေကိုတဝကြီးခံစားလိုက်ရပါတယ်။ဒါကြောင့်ယွန်းဂီကပဲလာကူပြီးသူနဲ့လူချင်းလဲဖို့ပြောပါတယ်။အီဂွင်းကလည်းအောက်ဆွဲကောင်တွေကိုတွားချပြီးဂင်နန်ရောရဲ့တက်ကွက်ကိုကော်ပီကဒူးတိုက်ကြည့်ပါတယ်။အီဂွင်းရဲ့အားသာချက်ကညံကောင်းတာမို့ကော်ပီတိုက်ကွက်တွေမှာခဏအတွင်းတင်လဲတက်လွယ်တာပါ။ယွန်းဂီကိုလည်းဂင်နန်ရောကချုပ်နေပေမဲ့ဘလို့မှချုပ်လို့မရပဲအထိုးခံလိုက်ရပါတယ်။နောက်ပိုင်းမှာတော့ခြေတံပိုရှိတဲ့ဂင်နန်ရောရဲ့ကန်ချက်တွေမှာခံနေရတဲ့ယွန်းဂီကိုအီဂွင်းကတစ်ခါဝင်ခဲ့ပါတယ်။အောက်ဆွဲကောင်တွေလည်းမှောက်နေပြီးမို့ဂင်နန်ရောကိုတဦးချင်းရှင်ထိုးကသူ့တိုက်ကွက်နဲ့သူအချုပ်ခံရပါတော့တယ်။အထီးနာနေတဲ့ဂင်နန်ရောကိုတော့ဖန်စားပစ်ဆိုကတပတ်လှည့်ကန်ရင်ဆောင်းမော်ထက်တန်းကျောင်းကဘူးလီကောင်ကိုအနိုင်ယူနိုင်လိုက်ပါတယ်။ရှုံးသွားတဲ့ဂင်နန်ရောကိုတော့ဒူးရခိုင်းတာကဗီဒီယိုရိုက်ထားပြီးအနိုင်ချင်းကန်ကျောင်းသားကိုတောင်းပန်ခိုင်းပါတယ်။တောင်းပန်တာကအချိုးမပြေရင်တော့တစ်ခါကန်မှာဖြစ်ပါတယ်။ဒါကြောင့်ဂင်နန်ရောလည်းစိတ်မပါပေမဲ့ကြောက်တာမို့တောင်းပန်ရပါတယ်။ယွန်းဂီကတော့ခွန်းလွတ်တာဟာတကယ်အေးချမ်းမှုမဟုတ်ပဲကိုထိုးခဲ့တဲ့ကောင်ကိုပြန်ထိုးတာမှရတာရှိကြောင်းပြောကဂင်နန်ရောကိုထိုးခိုင်းပါတယ်။အနိုင်ချင်းကန်ကျောင်းသားကလည်းဂင်နန်ရောကိုကြောက်ပေမဲ့နာကြီးစိတ်တွေကြောင့်ပဲမျက်ကွက်ကိုအားကုန်တုံးကပိတ်ကန်ပြစ်လိုက်ပါတော့တယ်။ဒီကတော့အဲ့ဒီကောင်မျိုးတွေကိုကြောက်စရာမလိုပဲကိုအနိုင်ချင်းရင်ပြန်ထိုးဖို့အတန်တန်မှားရင်းနဲ့သူတို့ရဲ့ဆုံးမမှုဟာဒီမှာတင်ပြီးဆုံးသွားခဲ့ပါတယ်။နိုင်ရောကိုစိတ်ချိတ်သမပြီးတဲ့နှစ်ကောင်လည်းပလက်ဖောင်းပေါ်ထိုင်ကဘီယာတောက်ကြပါတယ်။ဒီကတော့ဘီယာတောက်တာကအခုမှပထမဆုံးလားဆိုကအီဂွင်းကိုစပါတယ်။အီဂွင်းကတော့အရင်တစ်ပတ်ကပဲသူ့အဖိုးတိုက်တဲ့230တက်တန်းရှိတဲ့အရက်ကိုမော့လာခဲ့ကြောင်းကြွားလုံးပြန်ထုတ်ပါတယ်။နောက်ပြီးတော့ဂင်နန်ရောကိုရိုက်ထားတဲ့ဗီဒီယိုကိုပို့ခိုင်းပြီးသူစိတ်ညစ်တိုင်းပြန်ကြည့်မဲ့အကြောင်းယွန်းဂီကတဖွာဖွာပြောပါတယ်။ပြီးတော့အခုလိုလောက်ရတာကလည်းခံစားချက်ကောင်းတယ်ဆိုကနှစ်ကောင်သားကပျော်ရွှင်နေကြပါတယ်။အိမ်ပြန်ရမယ့်အီဂွင်းကလည်းယွန်းဂီရဲ့ဝတ်စားတွေကိုပြန်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့တယောက်တလန့်စီလမ်းခွဲကအင်ကိုပြန်ခဲ့ကြပါတယ်။ယွန်းဂီကတော့စိတ်ရုံကသူ့တငယ်ချင်းစီသွားကဂင်နန်ရောကိုစုံမခဲ့ကြောင်းနဲ့နောက်ကောင်တွေကိုလည်းအခုလိုစုံမပေးမဲ့အကြောင်းစိတ်မကောင်းစွာထိုင်ပြောနေခဲ့ပါတယ်။ဒီလိုနဲ့ပဲဆာမေးပွဲတွေဖြေကြပြီးဟိုက်ဖာကြီးအီဂွင်းကတော့အကုန်ဖြေနိုင်ပေမဲ့ယွန်းဂီကတော့ဘာမှသိမဖြေနိုင်ခဲ့ပါဘူး။အခုကဆာမေးပွဲတွေလည်းပြီးပြီမို့နောက်ထပ်ကောင်တွေကိုထပ်တီးဖို့ရာယွန်းဂီကလာပြောပါတယ်။မိသားစုကိစ္စအစတွေအစင်းတတ်မှတ်ချက်တွေကြောင့်မွန်းချမ်းနေတဲ့အီဂွင်းကလည်းတဘောတူလိုက်ပါတယ်။တစ်ဖက်မှာတော့စွန်းကျွံအဖွဲ့တွေကထွက်သွားတာမို့ဂျီရောကခေါ်ခဲ့ဖို့ရာလာပြောနေပါတယ်။စွန်းကျွံကတော့သူအားကစားပဲလုပ်တော့မှာမို့မပတ်သက်ချင်တော့ဘူးဆိုကညင်းနေပေမဲ့ချွဲုံကြီးကတော့အတင်းခေါ်နေခဲ့ပါတယ်။ဒီအချိန်မှာပဲအီဂွင်းတို့လည်းရောက်လာပြီးအားကစားလုပ်နေတဲ့ကလေးကိုမနှောက်ယှက်နဲ့ဆိုကဝင်တားပါတယ်။အီဂွင်းရဲ့ဇာကိုမျက်မြင်ကိုတွေကြုံထားတဲ့ချွဲုံကြီးလည်းလစ်ပြေးရပါတယ်။အီဂွင်းကလည်းလက်ဝဲပြန်ထိုးနေတဲ့စွန်းကျွံကိုနှုတ်ဆက်လိုက်ပါတယ်။စွန်းကျွံကတော့ဂျီရောတို့နန်ဆွတ်ရှစ်တို့ဟာအရင်ကအခုလိုနိုင်ကျင်းတက်တဲ့ကောင်တွေမဟုတ်ပဲသူတို့လက်သေးကအားပြင်းတာကိုတီးတဲ့အချိန်မှာကလေးဆန်သွားတဲ့အကြောင်းရုတ်တရက်ရှင်းပြပါတယ်။နိုင်ကျင်းတက်တဲ့ကောင်တွေကိုအနိုင်ယူနေရင်ကိုယ်တိုင်နိုင်ကျင်းတက်တဲ့သူမဖြစ်စေဖို့ရာတိုးဝိုက်ပြောရင်းနဲ့စွန်းကျွံကထွက်သွားပါတယ်။နောက်တစ်နေ့မှာတော့သူတို့ကျောင်းကိုကျောင်းသားတစ်ယောက်ကပြောင်းလာတာမို့ဆရာကခေါ်တွေ့ပါတယ်။အုတ်တို့ဆောင်းထားတဲ့ထူးဆန်းတဲ့ကျောင်းသားမို့ရံမဖြစ်ဖို့ရာကိုဆရာကအတန်တန်မှားနေရပါတယ်။ဒီလိုနဲ့ပဲသူနေရမယ့်တတိယနှစ်တန်းစီသွားကနန်ဆွတ်ရှစ်ရဲ့ထိုင်ကုန်မှာဝင်ထိုင်နေလိုက်ပါတယ်။အတော်ထူးဆန်းတဲ့ကျောင်းသားဖြစ်တာမို့အကုန်လုံးကလည်းဝိုင်းကြည့်နေတဲ့အချိန်နန်ဆွတ်ရှစ်လည်းရောက်လာခဲ့ပါတယ်။သူ့နေရာမှာထိုင်နေတဲ့ကောင်ကိုထူးဆန်းနေတာမို့ချီအုပ်ထုတ်လာတန်ခါတဲ့အုပ်ထုတ်လာဆိုကမျက်နှာသွားပြောင်းပါတယ်။ရံမဖြစ်ဖို့ကိုအသက်နိုင်ဆုံးဆရာစီမှာဂရိပေးထားရတဲ့ကျောင်းသားကတော့ကိစ္စရှိလို့စောင်းတာပါလို့သာအေးဆက်စွာပြန်ပြောလိုက်ပါတယ်။နန်ဆွတ်ရှစ်ကလည်းသူ့ရဲ့နေရာမှုဖယ်ပေးဖို့ရာကိုပြောတော့တောင်းပန်ပါတယ်ဆိုကဖယ်ပေးပါတယ်။နန်ဆွတ်ရှစ်ကတော့သူ့ကိုအားနာနေရင်ပတ်စံချေးပါလားဆိုကလမ်းကြုံငွေညှစ်ပြန်ပါတယ်။ကျောင်းသားတစ်ကလည်းသူတက်နိုင်တဲ့လောက်ထုတ်ပေးပြီးသူ့ကိုအေးဆေးနေဖို့ကူညီပေးပါဆိုကညှိနှိုင်းပါတယ်။နန်ဆွတ်ရှစ်ကတော့ကူညီပေးမှာမို့တပတ်ကို1သိန်းပေးဖို့ရာနဲ့မရှိဘူးဆိုရင်ခဏကိုရင်းပြီးရှာဆိုကရန်ဆပါတယ်။ဒီလိုနဲ့ရံပွဲစကြပြီးရမဖြစ်ရဘူးဆိုတဲ့ဆရာရဲ့စကားကြောင့်နန်ဆွတ်ရှစ်ရဲ့တိုက်ကွက်တွေကိုရှောင်ပြပါတယ်။ရှောင်ပြနေရတဲ့တင်တော့နန်ဆွတ်ရှစ်တယောက်ကတိုင်ပတ်နေတာမို့အဆက်ရလာပါတယ်။တော်ရအောင်လို့ပြောနေပေမဲ့နန်ဆွတ်ရှစ်ကအတင်းဝင်လုံးတာမို့တွန်းထုတ်ပစ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲအီကိုကျဆိုတဲ့ဆရာရဲ့တန်ကထွက်လာပြီးပထမဆုံးနေမှာရန်ဖြစ်တာမို့စုငေါက်ပါတော့တယ်။နှစ်ကောင်လုံးကိုလည်းရုံးခန်းကိုလိုက်ခဲ့ဖို့ရာဆရာကခေါ်သွားပါတော့တယ်။နန်ဆွတ်ရှစ်ကလည်းသူမနိုင်ခဲ့တဲ့ကျောင်းသားတဲ့အီကိုကျကိုအနိုင်ယူဖို့ရာအတွက်အီဂွင်းနဲ့တွေ့ထိုးခိုင်းပါတယ်။ချွဲုံကြီးကိုတာဝန်ပေးကဂေါကျနဲ့အီဂွင်းကိုတဲဖို့အတွက်အကွက်ဆင်ခိုင်းလိုက်ပါတယ်။ကော်ရတာမှာလမ်းလျှောက်ထွက်လာတဲ့အီဂွင်းကိုကစားရင်ပြေးလာတဲ့ကျောင်းသားတစ်ယောက်ကဝင်တိုက်လိုက်မိပါတယ်။တကြောင်လုံးကဖိုက်တာတွေကိုတကောင်နဲ့ပြင်းထားတဲ့ကောင်မို့ထိုကျောင်းသားတွေကလည်းကြောက်အားလန့်အားနဲ့တောင်းပန်ကြပါတယ်။ထိုမြင်ကွန်းကိုတော့အနိုင်ကျင်းတဲ့ကောင်တွေကိုအနိုင်ယူနေရင်းနဲ့ကိုယ်တိုင်အနိုင်ကျင်းတဲ့ကောင်မဖြစ်စေနဲ့လို့ပြောထားတဲ့စွန်းကျွံကရက်ကြည့်နေခဲ့ပါတယ်။ယွန်းကြီးကိုတော့ချွဲုံကြီးကအီကိုကျအကြောင်းတွေကိုလာပြောနေပြီးအီဂွင်းနဲ့တဲဖို့ရာအတွက်ဂုံးလာချောပါတယ်။အီဂွင်းရောက်လာတော့နန်ဆွတ်ရှစ်နဲ့ရံပစ်ခဲ့တဲ့အီကိုကျအကြောင်းကိုပြောပြတာနဲ့တင်ရံဖြစ်ဖို့စိတ်အားထက်တဲ့နေသူအီဂွင်းကသွားပြင်းဖို့လုပ်ပါတယ်။ယွန်းကြီးကတားနေပေမဲ့ရံဖြစ်ရတဲ့ရတာကိုကြိုက်သွားတဲ့အီဂွင်းဟာဒီတိုင်းတတိယနှစ်စီကိုထွက်သွားပါတယ်။လေအီဂွင်းရဲ့အလိုကျအီကိုကျကိုလာဖျဲကြပေမဲ့တိတ်ဆိတ်တဲ့နေရာသွားရောက်အောင်ဆိုကခေါမိုးတက်ကိုတက်သွားကြပါတယ်။အီကိုကျကတော့သူရံဖြစ်ဖို့ရာကိုဆန္ဒလုံးဝမရှိပဲနန်ဆွတ်ရှစ်ကရန်စတာမို့ပြန်ကူးခံရတဲ့အကြောင်းရှင်းပြပါတယ်။ဒါပေမဲ့အီဂွင်းကတော့သူလည်းအခုရန်စမှာမို့တားကြည့်ဆိုတာပြေး
ထိုးပါတယ်။ဤကွင်းဘလောက်ပဲထိုးဤခေါ်ချက်ကတစ်ချက်မှပြန်မထိုးပဲရှောင်းတင်းရင်းနဲ့တွန်းထုတ်ပစ်လိုက်ပါတယ်။တခုခုကိုတတိယသွားတဲ့ယွန်းကီကလည်းဤကွင်းကိုဝင်ထားလိုက်ပြီးရမဖြစ်တော့ဖို့ရာဝင်ပြောရပါတယ်။ခေါ်ချက်ကတော့သူရန်ဖြစ်ဖို့ရာစိတ်ကူးမရှိပဲသူတော့တကယ်လှုပ်ချင်မယ်ဆိုရင်မင်းတို့တေကုန်လိမ့်မယ်လို့ပြောပြီးထွက်သွားပါတယ်။ယွန်းကီကလည်းစီနီယာခေါ်ချက်အကြောင်းကိုအလဲတန်းတော့ကကြားဘူးတာမို့သူတို့အခုလိုရန်စားမိတာကိုတောင်းပန်ကြောင်းလှော်ပြောပါတယ်။ခေါ်ချက်ကတော့အခုလိုလုံနေတာတွေကလူမိုင်းနဲ့ဘာကွာလို့လဲလို့ပြန်ပြီးတော့ငါတို့ကမကောင်းတဲ့ကောင်တွေကိုပဲထိုးတာဆိုကဤကွင်းကပြန်ဖြေပါတယ်။ဒါဆိုရင်ငါကကောင်းတဲ့ကောင်လားမကောင်းတဲ့ကောင်လားဆိုတာမင်းဘယ်လိုတတ်မှတ်လဲလို့ခေါ်ချက်ကပြန်မေးပါတယ်။လက်သီးသုံးတဲ့ကောင်တွေတိုင်းကအဆုံးသတ်မလှဘူးဆိုတာကိုကြုံမှုမှတွေ့မယ်လို့ပြောရင်းထွက်သွားလိုက်ပါတယ်။ယွန်းကီကတော့ဤခေါ်ချက်ရဲ့အကြောင်းကိုလုံးဝကြားဘူးထားတာမို့သူကဖိုက်တာတယောက်ဖြစ်ပြီးဒီကြောင်းကိုရောက်လာတာမို့ဘယ်ကောင်ကမှမကြွရတော့ဘူးဆိုတာပြောနေရှာပါတယ်။အနန်ဆိုရှစ်ကလည်းရမဖြစ်ခဲ့တာမို့သူတစ်ပည့်ချွဲအောင်ဤကိုခေါ်ဆူနေပါတယ်။ဟောဆောင်ကတော့ပထမနှစ်ကဂျူနီယာကိုရှုံးခဲ့တာမို့သတင်းတွေပြန့်နေပြီဖြစ်ပြီးနန်ဆိုရှစ်နဲ့အပြန်လှန်ပြစ်တင်နေကြပါတယ်။ယွန်းကီကလည်းဤကွင်းကိုခေါ်ချက်အကြောင်းတွေရှင်းပြပေးပါတယ်။နိုင်ငံမှာကစမ်းသပ်ဖွင့်လှစ်ထားတဲ့ကျောင်းတွေရှိပြီးလူငယ်ထိန်းသိမ်းရေးပုံစံကျောင်းမျိုးတွေကိုပြောနေတာပါ။ထိုကျောင်းတွေမှာကဆရာတွေကလုံးဝမထိန်းချုပ်နိုင်ပဲပြမှုရှိတဲ့ကျောင်းသားတွေကိုစုထားတဲ့ကျောင်းမျိုးမို့လုံးဝအရင်ဆန်ပါတယ်။လူငယ်ထိန်းသိမ်းရေးစခန်းလည်းမဟုတ်ကျောင်းနဲ့လည်းမတူတဲ့နေရာမျိုးမှာဆရာတွေကပညာမသင်ပေးကြပဲနေတိုင်းရန်ဖြစ်ခိုင်းပြီးအဆင့်တက်မှတ်ခါထိန်းချုပ်ရပါတယ်။အဲ့လိုကျောင်းမျိုးမှာရန်မဖြစ်တဲ့ရင်အပယ်ခံရပြီးရန်ဖြစ်တာအဆင့်ကောင်းရင်တော့ကျောင်းအဆင့်ကိုပြောင်းရပါတယ်။ကျောင်းအဆင့်ဆိုတာကတာမန်ကျောင်းတွေကိုဆိုလိုတာပါ။ခုဤခေါ်ချေကလည်းထိုကျောင်းမှာရန်ဖြစ်တာအဆင့်ကောင်းတာမို့သူတို့ကျောင်းကိုပြောင်းလာတာဖြစ်မယ်ဆိုပြီးယွန်းကီကတေချာရှင်းပြပါတယ်။အဲ့ဒီချိန်မှာပဲခေါ်ချေနောက်ကိုနန်ဆွရှိတို့အဖွဲ့ကပြေးလိုက်သွားတာမို့ယွန်းကီကလည်းနောက်ကလိုက်ကြည့်ပါတယ်။ဤခေါ်ချေကလည်းနန်ဆွရှိတို့ကိုမြှောက်ခေါ်ပြီးတနေရာရောက်မှာတော့ရက်ဆောင်နေခဲ့ပါတယ်။သူရန်မဖြစ်ချင်ပဲကျောင်းမှာလည်းသူမရှိတယ်လို့နေပေးပါမယ်ဆိုကနန်ဆွရှိကိုတောင်းဆိုပါတယ်။နန်ဆွရှိကတော့သူ့တိတ်ခါနဲ့ဆိုင်တဲ့ကိစ္စမို့ရန်မဖြစ်လို့မရဘူးဆိုကပြေးထိုးပေမဲ့သူပဲခံလိုက်ရပါတယ်။ဟိုကလည်းဝင်ထိုးပေးပေမဲ့ဘာမှတော့ထိုးတယ်လေထိုးစရာမလိုပဲအနိုင်ယူပေးလိုက်ပါတယ်။ဆွရှိကိုလည်းတစ်ချက်တည်းနဲ့အမောက်ထိုးကသူ့ကိုရန်ထက်မစားဖို့ပြောရင်ထွက်လာခဲ့ပါတယ်။ထိုမြင်ကွင်းတွေကိုတော့ယွန်းကီကဗီဒီယိုရိုက်ထားပြီးခေါ်ချေကိုချီးကျူးနေပါတယ်။ခေါ်ချေကတော့ဤကွင်းကအန်ဒီရရှိတာမို့တေချာကယူဆိုင်လို့သာယွန်းကီကိုပြန်မှာပါတယ်။ယွန်းကီကလည်းရန်မဖြစ်ရဘူးဆိုတဲ့သူကိုရန်ဖြစ်နေတဲ့ဗီဒီယိုရိုက်ထားတာမို့သူ့အကူညီလို့ရင်တစ်ခါလောက်ကူညီပေးပါဆိုကခေါ်ချေကိုတောင်းဆိုပါတယ်။ချင်းချောင်းနေရလားဆိုတဲ့ခေါ်ချေရဲ့အမေကိုလည်းတောင်းဆိုတာပါလို့ပြောရင်ယွန်းကီကပြေးထွက်သွားပါတယ်။ကလည်းစာကိုလုံးဝစိတ်ဝင်စားတော့ပဲခေါ်ချေပြောခဲ့တဲ့စကားတွေကိုသာတွေးနေခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့ခါမှာတော့အတန်းချင်းတွေလစ်လိုက်ဆံမပွဲရလက်တွေထိုးချလိုက်ဖြစ်နေတဲ့ဤကွင်းကိုအဖေဖြစ်သူကစူပါတော့တယ်။လက်ပပိုးဒီလှုပ်လာတဲ့ခါမှာတော့အမေကဝင်တားလိုက်ပြီးကလေးကိုမရိုက်ဖို့ရာစကားများကြပါတယ်။မိဘတွေចောင်းစာတွေအစင်တက်မှတ်ချက်တွေအောက်မှာပြောစရာဆိုတာမရှိတော့တဲ့ဤကွင်းဟာခဏခဏတေကျင်စိတ်တွေပေါ်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ចောင်းသားတစုကဖက်တီညီကိုငွေညစ်နေကြပြီးပတ်စံမပေးရင်တော့ထိုးကြိတ်ကြပါတယ်။ထုံးစံတိုင်းမျက်နှာဖုံးဆွတ်ထားတဲ့နှစ်ကောင်လည်းကလေးတွေကိုရိုက်မနေပဲသူတို့နဲ့ကစားကြအောင်ဆိုကရောက်ချလာခဲ့ပါတယ်။ဒီကောင်တွေကိုလည်းဤကွင်းနဲ့ယွန်းကီကအတားစီးထိုးပြနေပြီးလှလှပပကိုအနိုင်ယူနေပါတယ်။အဲ့ဒီမမျှတာမို့လက်နက်တွေအသုံးပြုပြီးတိုက်ခိုက်ကြပေမဲ့မျက်နှာဖုံးဆွတ်နှစ်ကောင်ကိုမရှင်းနိုင်တာကြောင့်အတုံးယုံလဲကုန်ကြပါတယ်။ယွန်းကီကတော့သူ့ရဲ့ဟူဒီတွေပေးကုန်ပြီဆိုကတရင်ခိုင်းရင်းနဲ့ဤကွင်းကိုစားနှောက်နေပါတယ်။အဲ့ဒီချိန်မှာပဲတန်တိုးကင်ပြီးထားလာတဲ့ကောင်ကနှစ်ကောင်လုံးကိုလိုက်ရိုက်နေတာမို့အနာကက်လို့မရဖြစ်နေပါတယ်။ဤကွင်းကိုပြေးရိုက်နေတာမို့အမိရတစ်ချက်ထိုးချလိုက်ပါတယ်။သူ့ကိုရိုက်ခဲ့တဲ့ကောင်ကိုလည်းအားပါပါနဲ့နှစ်ချက်ဆင့်ကန်ပေးလိုက်တာကြောင့်အထိနာသွားခဲ့ရပါတယ်။ပြန်မထားနိုင်တော့တဲ့ထိုးဘူးလီကောင်ကိုလည်းဤကွင်းဟာအသေးအတန်ကိုထိုးပါတော့တယ်။သူ့ပေါ်ကြားရောက်နေတဲ့ဖိအားတွေအားလုံးကိုထိုးဘူးလီကောင်မပုံချကအဆက်မပြတ်ထိုးနေရင်းနဲ့ဒီအပီဆုပ်လေးဟာပြီးဆုံးသွားခဲ့ပါတယ်။အပိုင်း5ပြီးသွားပြီမို့အပိုင်း6ကိုဆက်လက်ဆောင်မြောက်ပေးပါ။အပိုင်း9နဲ့အပိုင်း10ကတော့ဒီတစ်ပတ်တောက်ကြနေမှာထွက်မှာဖြစ်ပါတယ်။အပိုင်း10ကဇက်သိမ်းမှာပါ။နောက်ပြီးတော့ဒီ One High School Hero ဟာ We Hero Club နဲ့လည်းဆက်နွယ်မှုရှိရလို့ပြောထားပါတယ်။မို့ We Hero Club 2ကိုမကြည့်ရသေးဘူးဆိုရင်ကျွန်တော် channel ထဲမှာသွားကြည့်လို့ရပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ဒီတစ်ပိုင်းမှာတော့မျက်နှာစိမ်းចောင်းသားတယောက်ဟာလမ်းလျှောက်လာနေတော့ဘူလီလုံးနေတဲ့ចောင်းသားတစုကိုတွေ့ပါတယ်။တယောက်တည်းကို3ယောက်ဝိုင်းနိုင်ကျင့်နေတာဖြစ်ပြီးထိုចောင်းသားကလည်းအဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်။မြင်လာတဲ့တင်ဘူလီကောင်တွေကကြောက်ကုန်ကြပြီးအတိုင်းကျင့်ခံចောင်းသားလေးကလည်းသူ့ကိုကူညီပေးဖို့ရာတောင်းဆိုပါတယ်။သူကမှမင်းကိုကူညီနေမှာမဟုတ်ပဲကိုကိစ္စကိုရှင်းလိုက်ဆိုကဘောပင်တစ်ချောင်းပေးပြီးထွက်သွားခဲ့ပါတယ်။ဘူလီကောင်တွေကလည်းအဲ့ဒီဘောပင်နဲ့မထိုးရဲတော့ဘူးလို့ထင်ထားပေမဲ့အနိုင်ကျင့်ခံចောင်းသားလေးဟာတကယ်ပဲထိုးချပစ်လိုက်ပါတော့တယ်။တစ်ဖက်မှာတော့ဘူလီကောင်တွေကိုစုံမနေတဲ့ဤကွင်းဟာသူ့ပေါ်ကြားရောက်နေတဲ့ဖိအားမှန်သမျှကိုပြန်တွေးရင်မညာမတာထိုးနေပါတော့တယ်။ဒါကြောင့်ယွန်းကီကပါဝင်ဆွဲပေးရပြီးလုံလောက်ပြီလို့ပြောနေရပါတယ်။ဤကွင်းကတော့လုံးဝတားမရပဲမကောင်းတဲ့ကောင်တွေကိုတတ်မယ်ဆိုကတန်တော့ကိုကောက်ကင်လိုက်ပါတယ်။ယွန်းကီဘလို့ပဲတတ်ရိုင်းဆန်သွားတဲ့ဤကွင်းဟာယွန်းကီကိုတွန်းထုတ်ပစ်လိုက်ပါတယ်။နောက်ပြီးတော့ထိုးဘူးလီကောင်ကိုလည်းတန်တုံးနဲ့အားကုန်လွှဲရိုက်ပေမဲ့အသီးစိတ်ပြန်ကတ်သွားတာကြောင့်အုပ်ပုံကိုသာရိုက်ချပစ်လိုက်ပါတယ်။ယွန်းကီကလည်းဘလို့ပဲဆိုတော့ငါတို့ကအဲ့ဒီကောင်တွေနဲ့မတူဘူးလို့သာပြောရင်ပြန်ထွက်လာခဲ့ကြပါတယ်။ဘူးလီကောင်တွေကိုစုံမပြီးတဲ့နှစ်ကောင်လည်းနောက်ဖေးလန့်ကြတစ်ခုမှအမောဖြေနေကြပါတယ်။ဤကွင်းကဆေးလက်တောက်ဖူးလာဆိုပြီးရုတ်တရက်ယွန်းကီကိုထမေးပါတယ်။အလဲတန်းတော့ကတော့တောက်ဖူးပေမဲ့လေချောင်းတွေနားတဲ့အကြောင်းယွန်းကီကရှင်းပြပါတယ်။သူလည်းမွန်းချမ်းနေတာမို့ဆေးလက်တောက်ချင်နေတယ်ဆိုပြီးဤကွင်းကရေရွတ်လိုက်ပါတယ်။ယွန်းကီကတော့ခုနကရမ်းလွန်တာမို့မတော်တဆမဖြစ်တာကံကောင်းတယ်ဆိုပြီးတတိပေးလိုက်ပါတယ်။ဤကွင်းကလည်းလက်နက်နဲ့တိုက်ခိုက်တဲ့ကောင်ကိုလက်နက်ပြန်သုံးတာမို့သူမလွန်တဲ့အကြောင်းရှင်းပြပါတယ်။သူတို့ကမကောင်းတဲ့ကောင်တွေကိုပဲထိုးတာဖြစ်ပြီးမင်းလို
လို့ချင်တာလဲဒါပဲမဟုတ်ဘူးလားဆိုကယွန်းကီကိုပြန်မေးပါတယ်အရင်ဆန်လာတဲ့ဤကွန်းဟာအန်ရရှိလာနေပြီမို့ယွန်းကီနဲ့လည်းအခြေအနေတွေတင်းမာလာပါတယ်အဲ့ဒီအချိန်ယွန်းကီစီကိုဖုန်းတကောဝင်လာပြီးကိုမဝင်နေတဲ့တငယ်ချင်းဖြစ်သူဂျီဆောင်ကတတိယလာပြီဆိုတာကိုသိလိုက်ရပါတယ်ဒါကြောင့်ပဲသူ့အင်ကြီးတွေကိုလဲပေးဖို့ရဤကွန်းကိုပြောကစေးရုံကိုပြေးပါတော့တယ်အိမ်မြန်ဖို့အတွက်ယထာဆောင်းနေတဲ့ဤကွန်းကလည်းကျောင်းသားတချို့ပြောတဲ့ကိုနားစွန့်နေပါတယ်အခုချက်ပိုင်းကြောင်ထက်တန်းကျောင်းနဲ့စောင်းမွန်ထက်တန်းကျောင်းကလူမိုက်တွေကိုမျက်နှာဖုံးစွန်းနှကောင်ကပညာပေးလိုက်ကျောင်းတွေကိုအားရပါရပြောနေကြပါတယ်သူတို့ကျောင်းမှာလည်းအနိုင်ကျင့်တဲ့လူမိုက်တွေရှိတာမို့မျက်နှာဖုံးစွန်းနှကောင်ရောက်လာအောင်ပို့တင်လိုက်ရမလားဆိုကစောင့်နှောက်နေကြပါတယ်တစ်ဖက်ကယွန်းကီကလည်းစေးရုံကိုရောက်လာပြီးကိုမကြောင့်အကြာကြီးတတိမိနေသူကြီးဆောင်ကိုလာတွေ့ပါတယ်အကျဉ်းရင်းကြီးဖြစ်ပြီးအနိုင်ကျင့်ခံရတာကြောင့်ကိုမဝင်သွားတာကိုလည်းယွန်းကီကမကြေမနက်ဖြစ်နေတာပါဒါပဲပြောအခုချိန်မှာတော့သူတငယ်ချင်းကြီးဆောင်နဲ့တတိပြန်ရနေပြီမို့အနိုင်ကျင့်ခဲ့တဲ့ဘူးလီကောင်တွေကိုလက်ဆချေဖို့ကိုပဲတွေးထားလိုက်ပါတယ်ဤကွန်းရဲ့အိမ်မှာတော့မိခင်ဖြစ်သူဟာကျမ်းမာရေးပြန်ကောင်းနေပြီမို့လုံးဝဖို့ရအတွက်ဖုံးပြောနေပါတယ်အဲ့ဒီအချိန်မှာပဲဖခင်ဖြစ်သူရောက်လာကသူ့ရဲ့အရက်ကိုထုတ်တော့ရင်အလုပ်လုပ်ဖို့ပြင်ပါတယ်နောက်ပြီးတော့ဤကွန်းကစားကိုအယုံမဆိုင်နိုင်တာကလည်းဟိုအခန်းကြောင့်ဖြစ်မယ်ဆိုကရှင်းမယ်ဆိုပြီးထပြောပါတယ်မိခင်ကတော့ဟိုအခန်းဆိုတာကဘ ᱹ အခန်းလဲဆိုပြီးမေးနေပေမဲ့ဖခင်ကပြန်မဖြေပါဘူးဒါကြောင့်ပဲစုကွင်းရဲ့အခန်းလားဆိုပြီးစုကွင်းဆိုတဲ့နာမည်ကိုဘာလို့မပြောနိုင်တာလဲဆိုကစိတ်ဆိုတကြီးထားမေးပါတယ်ဖခင်ဖြစ်သူကလည်းငါတို့ကအပြေးဝနာကျင်ပြီးပြီမို့တားငယ်ဤကွင်းကိုပဲအာယုံဆက်ရအောင်ဆိုကအေးဆက်စွာပြန်ပြောလာပါတယ်ဤကွင်းဟာအခုရပိုင်းပြောင်းလဲလာနေပြီးနေတိုင်းမျက်နှာနဲ့ခန္ဓာကိုယ်တွေမှာဒဏ်ရာရလာတာကိုရောအာယုံဆိုင်မိရလားဆိုကမိခင်ကပြန်မေးပါတယ်ဘာမှတတိမထားမိတဲ့ဖခင်ကလည်းအံ့ဩစွာနဲ့လှည့်ကြည့်ပြီးတော့ရှင်ကအမှတ်ကောင်းမှုကိုပဲအာယုံဆိုင်နေတာဖြစ်ပြီးတာသမီရဲ့ခံစားချက်နဲ့ဖြစ်တည်မှုတွေကိုမေးနေတာဆိုကပြန်ပြောပါတယ်ဒီလိုနဲ့စကားများနေကြတဲ့ချင်းအိမ်မက်ရောက်လာတဲ့ဤကွင်းကိုကတ်ဆက်ခွေပေးဖို့ရအတွက်ဖခင်ကပြောလာပါတယ်မိခင်ကကြားဝင်လာပြီးဤကွင်းကိုအခန်းထဲဝင်ဖို့ပြောပေမဲ့ဖခင်ကတော့ပြက်နေတဲ့ကတ်ဆက်ကိုသူ့ကိုပေးဖို့ရအတွက်အတင်းဖိအားပေးနေပါတယ်ဒါကြောင့်ဤကွင်းကလည်းဒီပစ္စည်းဟာအကိုတန်မိုးထားတဲ့ပစ္စည်းဖြစ်ပြီးသူယူတက်မိတာကဘာများမှားလို့လဲဆိုကနားမလည်စွာမေးလိုက်ပါတယ်နောက်ပြီးတော့ဒီပစ္စည်းကိုအကိုကဘာလို့ကြိုက်တာလဲအဖေသိလားဒါကိုတတ်ထားမယ်ဆိုရင်အဖေမရှိတော့တဲ့နေရာကိုရောက်သွားတယ်လို့ပြောဘူးတယ်ဆိုတာကိုအေးဆက်စွာနဲ့ပြန်ပြောပြပါတယ်အဖေဖြစ်သူကလည်းစုကွင်းဟာအခုလိုပြောညံ့တာမို့ကိုစူးစိုက်လုပ်သွားတယ်ဆိုပြီးဒေါသတကြီးနဲ့ပြန်អော်ပါတယ်ဤကွင်းကတော့အဖေကအကိုကိုတတ်ခဲ့တာလို့သာတလုံးချင်းပြန်ပြောပြီးကျွန်တော်ကိုလည်းအကိုလိုဖြစ်စေချင်တာလားဆိုကဒုတိယတစ်ကြိမ်ပြန်မေးပါတယ်စိတ်ပြန်ဝင်ပါတော့ဆိုတဲ့ဤကွင်းရဲ့စကားကြောင့်မိခင်ကလည်းဝင်တားရပါတယ်ဤကွင်းကတော့အမေဖြစ်သူလည်းတူတူပဲမို့နှစ်ယောက်စလုံးကအကိုကိုတတ်ခဲ့တာဆိုပြီးနာကြီးစွာပြောပါတော့တယ်နောက်တနေ့မှာတော့ဒန်းတန်ထက်တန်းကြောင်ဒုတိယနှစ်ကဖီရိုအီဆိုတဲ့ကောင်ကိုဆုံးမဖို့ရအတွက်တိုက်ပြက်တစ်ခုစီကိုရောက်လာကြပါတယ်။ယွန်းကီကတော့အရင်တစ်ခေါက်ကလိုထပ်မလုပ်ဖို့နဲ့ငါတို့ကဒီကောင်တွေနဲ့မတူဘူးလို့သာတတိပေးရပါတယ်။အနေရရှိလာတဲ့ဤကွင်းကိုလည်းယွန်းကီကတတိထားနေရပြီးဤကွင်းဟာဒီအတိုင်းပဲဝင်သွားခဲ့ပါတယ်။အထဲကိုရောက်တဲ့အခါမှာတော့ဒန်းတန်ထက်တန်းကြောင်ကလူမိုက်တွေကိုယွန်းကီကစင်ခေါ်ပါတယ်။ဒါပေမဲ့ထိုပူလီကောင်တွေကတော့ကြိုတင်ပြင်ဆင်ထားသလိုအနေထားရှိပြီးခင်းနေရောနဲ့ဂီယွန်းကိုအနိုင်ယူခဲ့တာမို့မင်းတို့ကောင်တွေတော့တေးပြီးဆိုကပြန်ပြောပါတယ်။ဤကွင်းတို့ဟာထိုပူလီကောင်တွေရဲ့နေရာကိုတိရဖို့အတွက်အနိုင်ကျင့်ခံကြောင်းသားကိုမေးထားပေမဲ့ထိုနိုင်ချင်းခံကျောင်းသားကဤကွင်းတို့ဒီညလာမယ်ဆိုတာကိုပြောပြထားတာပါ။ဒါကြောင့်ပဲကြိုတင်ပြင်ဆင်ထားတာဖြစ်ပြီးလူအင်အားနဲ့လက်နက်တွေပါပါလာကြပါတယ်။တခုခုမှားနေပြီလို့ယွန်းကီကပြောပေမဲ့ရန်ဖြစ်ချင်နေတဲ့ဤကွင်းကတော့ကြောက်တာလားလို့မေးကရန်ပွဲတဲကိုဝင်သွားခဲ့ပါတယ်။လူအင်အားများနေတဲ့အပြင်လက်နက်တွေပါနေတာမို့ဤကွင်းနဲ့ယွန်းကီလည်းတတိထားပြီးတိုက်ခိုက်နေရပါတယ်။ရန်ပွဲတွေနဲ့အသားချနေပြီမို့တယောက်ထဲနဲ့3-4ယောက်ကိုထိန်းထားကြပြီးအစပိုင်းမှာတော့အသာရနေကြပါတယ်။လက်ရည်တက်လာတဲ့ဤကွင်းကလည်းဘူးလီကောင်တွေကိုမနာတန်းထိုးချိနေတယ်လို့ယွန်းကီကလည်းမနာတန်းကိုထိုးနေရပါတယ်။လက်နက်တွေနဲ့မို့တစ်ချက်ရိုက်ခံရပေမဲ့အတွဲညီခုခံနေတာမို့အသာစီးရနေတော့မှာပဲနောက်ဆုံးမှာတော့နှစ်ကောင်လုံးကိုဝိုင်းထားလိုက်ကြပြီးဒလက်ဆက်တိုက်ခိုက်တာမို့ဘလို့မှကာလို့မရတော့ပဲဖမ်းခံလိုက်ရပါတယ်ဒီအချိန်မှာတော့ဘဲကောင်တွေလည်းသိချင်တာမို့မျက်နှာဖုံးကိုချွတ်ကြည့်တော့ယွန်းကီဖြစ်နေပြီးလက်စားချချင်တာလားဆိုကစကနာထိုးပါတယ်အီဂွင်းစီကိုလည်းတွားကမျက်နှာဖုံးကိုချွတ်လိုက်ပေမဲ့ဘသူလဲလို့မေးနေတော့ high school hero ဆိုကပိတ်ကန်ပြစ်လိုက်ပါတယ်ဒါကြောင့်ပဲချုပ်ထားတာကနေလွတ်သွားတဲ့အီဂွင်းကလည်းဘူးလီကောင်တွေကိုပြန်ချရင်ယွန်းကီကပါလွတ်လာပါတယ်မျက်နှာဖုံးချွတ်လိုက်ပြီးမို့မကျင်းချတော့ဘူးဆိုကအမိရထိုးပါတော့တယ်တစ်ဖက်ကယွန်းကီကတော့ဖီရိုအီကိုတာဝန်ယူတိုက်ခိုက်ပေမဲ့ခံလိုက်ရပါတယ်ဒါပေမဲ့ယွန်းကီရဲ့ခြေကန်ချက်နဲ့ထိုးချက်တွေကိုတော့ဖီရိုအီလည်းမခုခံနိုင်ပဲခြေကန်ချက်မှာတင်ပြစ်လဲသွားပါတယ်လူအင်အားမများတဲ့အပြင်အထိနာနေတဲ့ယွန်းကီတို့လည်းရံပွဲကနေဖောက်ထွက်ခါပြေးရပါတော့တယ်ဖီရိုအီတို့ဖွဲ့ကလည်းနောက်ကလိုက်ဖမ်းကြပြီးယွန်းကီတို့ကလည်းမနာတမ်းပြေးနေရပါတယ်လန်တနေရမှာတော့အီဂွင်းတို့ကိုမြင်လိုက်တဲ့ခင်ဆွန်းဂျွန်ကဆိုင်ကယ်နဲ့လာခဲ့ပေးတာမို့အီဂွင်းတို့လည်းလွတ်လာခဲ့ပါတယ်ဆွန်းဂျွန်ရဲ့ဆိုင်ကယ်နဲ့အတူဘေးလွတ်ရာကိုရောက်လာခဲ့ကြပြီးသူကအချိန်ပိုင်းလှုပ်ရှိသေးတာမို့သွားတော့လို့သာပြောလိုက်ပါတယ်ဒါကြောင့်အီဂွင်းတို့လည်းထွက်လာကြပြီးယွန်းကီကတော့ပြောစရာရှိကြောင်းပြောလာပါတယ်အခုလိုကိစ္စတွေဟာသူလက်စားချခြင်းလို့လုပ်နေတာဖြစ်ကြောင်းယွန်းကီကပြောပါတယ်အီဂွင်းကလည်းခုနကတည်းကတိပြီးသားဖြစ်တာမို့အထူးတက်လည်းပြန်ပြောမနေပဲဆွန်းဂျွန်စီကသာအကူအညီတစ်ခုတောင်းလိုက်ပါတယ်အခုလိုဒဏ်ရာဘလဘွားနဲ့အိမ်မပြန်ချင်တာမို့သူ့ကိုတညက်လောက်နေစရာပေးပါလားဆိုကဆွန်းဂျွန်စီမှာအကူအညီတောင်းလိုက်ပါတယ်နေစရာအတွက်အာကစားခန်းမကိုခေါ်လာပြီးဆွန်းဂျွန်ရဲ့စူးတစိတ်တွေကြောင့်အီဂွင်းကလည်းချီကျူးနေရပါတယ်ဆွန်းဂျွန်ကတော့သူသာလူမိုက်မလုပ်ခဲ့ရင်အာရှပြိုင်ပွဲအတွက်ရွေးခံရနိုင်ကြောင်းပြန်ရှင်းပြပါတယ်အီဂွင်းကလည်းအခုနောက်ပိုင်းထူးဆန်းလာတာမို့ယွန်းကီနဲ့မပေါင်းတော့ဖို့ပါဆွန်းဂျွန်ကနားချပါတယ်အရင်လိုနှစ်ချက်တက်ပြီးစာလုံးနေဖို့နဲ့မိဖ
ဘကြောထောက်နောက်ခံကောင်းတာမို့စာပဲအာယုံဆိုင်ဖို့ကိုသာပြောလာပါတယ်ရန်ဖြစ်တယ်ဆိုတာကလည်းတစ်ခါဖြစ်ပြီးရင်ဆက်ဖြစ်နေရတာမို့ရန်မဖြစ်ဖို့ပါပြောကြည့်ပါတယ်ဖုံးဝင်လာတဲ့ဧကယွန်းကချပြစ်နေတာမို့အိမ်ကလာဆိုပြီးစွန့်ကြွန်ကပြန်မေးပါတယ်အိမ်နဲ့ရန်ဖြစ်ထားတဲ့ပြင်ဒဏ်ရာတွေနဲ့မို့အိမ်မပြန်သေးဘူးလို့သာဧကယွန်းကပြန်ဖြေလိုက်ပါတယ်စွန့်ကြွန်ကလည်းသူလက်ဝဲထိုးတော့ကဆိုရင်ထိုးခံရမှာကိုရောထိုးရမှာကိုရောကြောက်ပေမဲ့နောက်ပိုင်းမှာအကျင့်သာရလာတဲ့အခါဘာကုန်မှမကြောက်တော့ကြောင်းရှင်းပြပါတယ်ရန်ဖြစ်တာကလည်းအဲ့လိုပဲဖြစ်ပြီးကျင့်သာရလာတဲ့အခါကြောက်စရာကောင်းတဲ့ကြောင်းဒလဆက်ရှင်းပြပါတယ်ဖုံးတွေမနာတမ်းခေါ်နေတဲ့အိမ်ကိုလည်းဖုံးကင်လိုက်ဖို့ရအတွက်စွန့်ကြွန်ကပြောပါတယ်ဒါပေမဲ့ဧကယွန်းကတော့သူအိမ်ပြန်မအိပ်ဘူးလို့သာမဆေးပို့လိုက်ပါတယ်တစ်ဖက်မှာတော့မျက်နှာဖုံးတဲ့ကောင်တွေကိုတိလာပြီးမို့သူတို့ရဲ့စီနီယာစီကိုပြောပြကြပါတယ်သုံးကောင်လုံးခံလာရတဲ့ပြင်ထိုးခဲ့တဲ့ကောင်ကလည်းယွန်းကီလိုအရင်ကအနိုင်ကျင့်ခံကောင်ဖြစ်နေတာမို့စီနီယာကလှောင်နေပါတယ်နောက်ပြီးတော့ဧကယွန်းကိုလည်းဘသူမှမသိပေမဲ့ခင်နေရောကမြင်မှုတာမို့သိနေခဲ့ပါတယ်ဒါကြောင့်ပဲထိုးနှကောင်ကိုပြန်မြင်ဖို့ရအတွက်စီနီယာဆိုတဲ့သူကိုလာပြောကြတာဖြစ်ပါတယ်စီနီယာကလည်းခေသူတယောက်မဟုတ်တာမို့လက်မောင်းကိုလားခြေထောက်ကိုလားဘာလို့ပေးရမလဲဆိုကပြန်မေးပါတယ်ခင်နေရောကိုတော့စာတော်တဲ့စံပြကြောင်သားမို့အိမ်ပြန်ပြီးစာလုပ်ဖို့ကိုသာသကနာထိုးပြီးစောင့်နောက်ပါတယ်ခင်နေရောကလည်းသူတို့ဘူလီလုပ်ခဲ့တဲ့ဂျီဆောင်ကသတိပြန်ရလာကြောင်းစီနီယာကိုပြောပြပါတယ်စီနီယာကတော့သူတို့လုပ်ခဲ့တာမဟုတ်ပဲသူ့ဟာသူဖြစ်ခဲ့ကြောင်းသာပြောပြီးခင်နေရောအဖေကလည်းထိုကိစ္စကိုရှင်းပြပြီမလားဆိုကပြန်မေးပါတယ်ယွန်းကီတို့နှကောင်ကလည်းထိုကိစ္စအတွက်လက်စားချေနေတာမို့ယွန်းဆောင်ထက်တန်းကြောင်းကိုသာတွားပြင်းပေးဖို့ရအတွက်တောင်းဆိုကြပါတယ်ဒါပေမဲ့စီနီယာဆိုသူကတော့ခင်နေရောကတထေးသားဖြစ်နေတာကြောင့်ဒီတစ်ခါမှပတ်စံနေအများကြီးပေးဖို့ရအတွက်ညှိနှိုင်းလိုက်ပါတယ်သူနဲ့ပဲနောက်တစ်နေ့မှာတော့ကျောင်းကိုရောက်လာတဲ့ဧကယွန်းဟာလေရင်မြန်ကိုမောကြည့်နေတာမို့စွန့်ကြွန်ကထူးဆန်းနေပါတယ်နောက်ပြီးတော့အမြဲတမ်းနှစ်ချက်တက်နေတာမို့ဘာတချင်းတွေနားထောင်နေရလဲဆိုကမေးကြည့်တော့ပြက်နေတဲ့ကျောင်းသားပြောသွားပါတယ်အဲ့ဒီနေ့မှာပဲစီနီယာဆိုတဲ့လူမိုက်ကောင်ကအယွန်းဆောင်ထက်တန်းကျောင်းကိုရောက်လာပြီးယွန်းကီကိုလာရှာပါတယ်နန်ဆွန်ရှိရဲ့ဂီတအခန်းထဲထိဝင်ကအောက်ဆွဲကောင်တစ်ကောင်ကိုပုံစံပေးပြီးယွန်းကီကိုမေးကြည့်ပါတယ်နန်ဆွန်ရှိလို့ရောက်လာတဲ့အခါမှာတော့ယွန်းကီကိုတောက်ခေါ်ဆိုကမိန့်ပေးလာပါတယ်ထုံးစံအတိုင်းမျက်နှာပြောင်တတ်တဲ့နန်ဆွန်ရှိကလည်းခေါ်ပေးမှာမို့ဝန်9000ပေးဆိုကငွေညစ်ပါတယ်ဝန်9000နဲ့တောင်တစ်ချက်ကံမယ်ဆိုကနန်ဆွန်ရှိကိုပြေးကန်လိုက်ပါတယ်ဒီလိုနဲ့ပဲရံပွဲစားကြပြီးနန်ဆွန်ရှိဘလောက်ပဲထိုးထိုးအသားအရရှောင်ပြကပလက်တီတစ်ချက်ကျွေးလိုက်ပါတယ်လက်ရည်မမြတာမို့နန်ဆွန်ရှိပဲခံနေရပြီးအကန်ခံရပါတော့တယ်ချုပ်ခွန်းနဲ့တိုက်ခိုက်တဲ့နန်ဆွန်ရှိလည်းအမီးရချုပ်ပြီးခြေထောက်ကိုလင်းချိုးပေမဲ့နားတယ်လို့သာပြောပြီးဒလက်ဆက်ထထိုးပါတယ်သူတိုက်ခွန်းနဲ့သူခြေထောက်ပါချုပ်ခံလိုက်ရပြီးအရှုံးပေးနေပေမဲ့တကယ်လင်းချိုးပစ်လိုက်ပါတော့တယ်ခြေထောက်နာသွားတဲ့စီနီယာဆိုတဲ့ကောင်ကလည်းနန်ဆွန်ရှိကိုလှိမ့်ကန်ရင်းနဲ့ယွန်းကီကိုခေါ်ခဲ့ဖို့ရအမိန်ပေးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲနန်ဆွန်ရှိရဲ့အောက်ဆွဲတဲ့ကောင်လည်းယွန်းကီတို့ကိုလာခေါ်ရပြီးနန်ဆွန်ရှိတီးခံနေရပြီဆိုတာလာပြောပါတယ်ဘယ်သူလဲမသိပေမဲ့ယွန်းကီကိုအသေးတန်ရှာနေပြီးတကယ်တိုက်ရိုက်ခရိုက်ကောင်းတဲ့ကောင်ဖြစ်ကြောင်းရှင်းပြပါတယ်အခန်းထဲမှာတော့စီနီယာဆိုတဲ့ထိုသူကစောင့်နေပြီးတော့ယွန်းကီဝင်လာတာနဲ့နှုတ်ဆက်ပါတယ်ဧကယွန်းကိုလည်း high school hero လို့လှမ်းခေါ်ကနှစ်ချက်အကြောင်းကိုစနောက်ပါတယ်စိတ်သိမ့်မရှိတဲ့ဧကယွန်းကတော့စကားတွေများမနေပဲရံပွဲစားရအောင်ဆိုကထိုးဖို့ပြင်ပါတယ်ဒါပေမဲ့ယွန်းကီကဝင်တားလိုက်ပြီးငါရဲ့ကိစ္စမို့မင်းဖယ်နေလို့သာပြောလိုက်ပါတယ်ဒီလိုနဲ့ပဲယွန်းကီနဲ့ထိုစီနီယာတို့ကတဲလိုက်ကြပြီးရံပွဲစားဖို့ပြင်ကြပါတော့တယ်ဒီနေရာလေးမှာပဲအပိုင်း6ကပြီးဆုံးသွားပြီမို့အပိုင်း9ကိုဆက်လက်ဆောင်မျှော်ပေးပါအပိုင်း9နဲ့အပိုင်း10ဟာမနက်ဖြန်တောက်ကြနေ့မှာထွက်လာမှာဖြစ်ပြီးအပိုင်း10ကဇက်သိမ်းပါပါဒါကြောင့်အပိုင်း9နဲ့အပိုင်း10ကိုပေါင်းပြီးတော့တနင်္ဂနွေနေ့ည8:00နာရီမှာအပြီးတင်ပေးပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒေဝပါ